ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့က Python နဲ့နေပြီးတော့ကြိုဆိုပါရစေ။ဟုတ်ကဲ့တော့ကျွန်တော်တို့ကနော်ထပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်ねဘာလဲဆိုတော့ dashboard နော် Okay dashboard entry in tkin ဒါ entry လို့ခေါ်တယ်ပေါ့နော် sorry entry in tkin ဒါနော် tkin ဒါမှာရှိတဲ့ entry ဘာလဲပေါ့ entry ဆိုတော့ entry ဆိုတော့ဝင်ရောက်တည်ပေါ့နော်ဟုတ်လား enter entry လို့နော်ဝင်ရောက်တည်ဝင်ရောက်ခြင်းအဲ့တော့ဘာနဲ့တူလဲဆိုတော့ like dashboard နဲ့တူပါတယ် dashboard ဆိုတော့နည်းနည်းပိုပြီးရှင်းနေမှထင်ပါနော် dashboard ဆိုတော့ကျွန်တော်တို့စာတွေရိုက်လို့ရတဲ့ box တွေ dashboard လို့ခေါ်တာပေါ့နော်ဟိုမှာကျွန်တော်တို့ website တွေရွာတွေဝင်မယ် solution နဲ့ login box user name တွေပေါက်ရိုက်လို့ရှိရင်ဒီလိုမျိုးပေါက်လေး4000ပေါက်လေးရှိတယ်အဲဒီမှာ blah 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 ရိုက်လိုက်တယ်စာတွေဝင်သွားတယ်ပြင် cloud တစ်ခုနှိပ်လိုက်တယ်အဲ cloud ကတော့ကျွန်တော်တိစောက်တက်ပြီးသားဗာလဲ button အဲ့မှာရှိမှနာမည်ရေးထားတဲ့ user name တို့ password တို့စာတွေရေးတော့ဗာနဲ့ရေးလဲ level ဆိုတဲ့ attribute နဲ့ level ဆိုတဲ့ attribute နဲ့ရေးတယ်အခုလိုမျိုး box တွေကြားလာဖို့အတွက်ကဗာနဲ့ရေးရမလဲ entry dashboard မဟုတ်ဘူးเนาะဒီမှာ entry လို့ပြောင်းသုံးတယ် cloud ကတော့ button ပဲအတူတူပဲရှင်မှတ်မယ်ဆိုလို့ရှင်မှတ်လို့ရအောင်เนาะHTML မှာလည်း level tag ရှိရเนาะဒါ level နဲ့ပြခြင်း level နဲ့အိုက်က level နဲ့တူပါတယ်လို့ပြောခြင်းလည်းပြောလို့ရတယ်เนาะ level ဒါပေမဲ့ dashboard မှာတော့မတူတော့ဘူးဟိုက input type နဲ့သွားတယ် input type tag ဆိုပြီးသွားတယ် input type တွေပေါ့ဗျာဒီမှာကျတော့ input လို့ဆိုတာမသုံးဘူး entry ဆိုတဲ့စကားနဲ့သုံးတယ်တူတူပါပဲ input ဆိုတာလည်းထည့်တာเนาะ input အပြင်ကတန်ဖို့အတွင်းနဲ့ထည့် entry enter ဝင်ရောက်သည်အတွင်းထဲကိုထည့်တာပါပဲเนาะ entry အဲ့လိုမျိုးလေးတွေတော့ရှိမှာပေါ့နော်သွားတူနေရင်လည်း programming အသစ်တစ်ခုဘယ်လိုလုပ်ဖြစ်တော့မှာ Okay ဒါမှကျွန်တော်တို့တော့မှတ်ရတာပေါ့ဗျာပုံစံတိုင်းပဲတီဗီသားတွေကိုကြော်လိုက်မယ်ရင်းနှုန်းတော့လိုက်တော့ကြည့်အောင်ပေါ့နော် PG of background တီဗီသား state ပေါ့နော်အဝ state ကကျွန်တော်တက်ဆိုင်လိုက်ပေါ့နော် state ကမတည်သေးဘူးပဲထားပါတော့ state ကျွန်တော်တို့ state ကိုတက်ထည့်လိုက်မယ်ရပါ state dictionary နော် di ax ဒီမှာအောက်မှာ dictionary လောက်ရှိရနှိပ်လိုက်တယ်ပြီးသွားပြီဒီမှာ cloud ကနှိပ်လို့မရတော့ဘူးပေါ့နော်ဟောဖြစ်စရာလည်းမရှိဘူးပေါ့နော် magic spell တွေလည်းမဟုတ်ပါဘူး Okay တော့ကျွန်တော်တို့ပြန်လာမယ်ကျွန်တော်မဆန်းလိုက်ရမှာကြောက်လို့နော်ကြောက်လက်ဆန်းအောင်နော်ကျွန်တော်တို့က state bd တည်ပြီးသား font စောစောလေးမှပြောထားတာဗျာ fg အတူတူပဲစာလည်းကြည့်ချင်အတူတူပဲ relief အတူတူပဲ command အတူတူပဲပေါ့နော်အဲ့တော့မတူတာတွေလာပြီ cursor ဆိုတော့ကျွန်တော်တို့သိပါတယ်အခုကွန်ပျူတာပေါ်မှာကျွန်တော်ဒီမှာဆွဲနေတဲ့အားလေး cursor ပဲလीနော်ဒါမှမနေဘူးဆိုရင်ဒီမှာများကောင်းပြသွားပြန်ဟိုဘက်မှာဆိုရင် data လို့ခေါ်မှာပေါ့နော်ဒီမှာကျကျွန်တော်တို့ကအဲ့ဒါကို cursor လို့ခေါ်တယ် cursor ဆိုတာမှာလဲတဲ့if you set ကျွန်တော်တို့ကသတ်မှတ်လို့ရပါတယ် this option ဒီ cursor option ကိုတူရ cursor name နဲ့ပြောင်းလို့ရပါတယ်တဲ့ arrow တဲ့ circle တဲ့ clock တဲ့ cross နော် sorry across မဟုတ် cross ပြီးရင် dot box နော်ဒါမျိုးကျွန်တော်ကရေးလို့ရပါတယ်ဒါမျိုးပဲရမှာနော်ဒါတရောလည်းတွေ့ခဲ့ပါတယ် sorry ဒါတရောလည်းတွေ့ခဲ့ရနော်ကျွန်တော်တို့က data square တို့နော်ကျွန်တော်တို့က circle တို့နော် data ဆိုပြီးတော့ပါတယ်ရနော်အဲ့တော့အဲ့လိုမျိုးပဲတဲ့ကျွန်တော်တို့ကဒီမှာလည်းပြောင်းလို့ရတယ်အဓိကတော့သူ့ရဲ့ dashboard ပေါ်မှာတင်လိုက်တဲ့အခါမှာသူကဒီ cursor ပုံစံလေးပြောင်းတော့ dashboard ပေါ်မှာတင်ပါနော်ဘာလို့လဲဆိုတော့သူက dashboard ထဲမှာသုံးတာဟုတ်နော် Python မှာ entry လို့ခေါ်တာပေါ့နော် entry box ပေါ်မှာတင်တဲ့အခါမှာပြောင်းလဲသွားခြင်းကျွန်တော်တို့က cursor ဆိုပြီးရေးလို့ရတယ်ဘာတွေသုံးလို့ရလဲ arrow circle clock cross dot box Okay ကျွန်တော်တို့ကနောက်တစ်ခုကတော့ show ပါ show ဆိုတဲ့ attribute show ကဘာလဲဆိုတော့ normally ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ show ဆိုတာ the characters စကားလုံးတွေပါပဲ that the user type appear in the entry ကျွန်တော်တို့ entry box ထဲမှာရိုက်လိုက်တဲ့အရာတွေကို user ရိုက်တဲ့စကားလုံးတွေကိုပြပေးမှာဘယ်လိုပြမှာလဲဆိုတော့ show ထဲမှာထည့်ပေးလိုက်ပြ user ဘာရိုက်အဲ့စကားလုံးပဲပြနေစေချင်တယ် user ဘာရိုက်လို့ပြောရနော်ကြိုက်လိုက်ရိုက်ဒါပဲပြနော် HTML တို့ဘာလို့တော့ကျွန်တော်တို့က import type password ဆိုရေးလိုက်ပြီဆိုလို့ရှိရင်ရိုက်ချင်တာရိုက် star လေးနဲ့ပဲသတ်ပြရတယ်ဒီမှာတော့သူကနော် modern GUI တွေကအခြေခံပေါ့နော် modern GUI တော့မဟုတ်ပေမဲ့လည်းသူကနော် modern programming တွေက GUI ဆိုတော့နော်သူကတော့သူရဲ့ simple form ကတော့မှာပဲနည်းနည်းလေးပို့ပြီးတော့နော်တခြားຢာကြီးထက်တာတစ်ခါလေးပို့ပြီးတော့လုံးပိုင်ခွင့်များနေရလဲပြကောင်းပြနိုင်တယ်ပေါ့ဟိုမှာဆိုရင်ကျွန်တော်တို့က star နဲ့ပဲရတယ်တခြားဟာနဲ့ပြောင်းချင်တယ်ဆိုရင်တေချာပေါ့ကိုယ့်ဘာသာကိုပြောင်းမှရမယ်ဒီမှာတော့ရတယ်ကြိုက်တာရေးလို့ရတယ်ကြိုက်တာပေါ်ခြင်း show ဆိုတဲ့ attribute ကိုသုံးအဲ့ထဲမှာထည့်ပေးလိုက်ဥပမာ A တွေပဲပေါ်စေခြင်းကျွန်တော် A လို့ပဲရေးပေးလိုက်ဘာရဲ့ A လို့ပဲပေါ်နေအဲ့သူများမသိရင်ကိုယ့်ရဲ့ password က A လေးလို့ပဲထင်သွားတာဒါမျိုးတွေလုပ်လို့ရတယ် modern GUI တွေမှာ1တွေပိုင်းလည်းရတယ်နောက်ပိုင်းလူပင်တွေပိုင်းနဲ့ပတ်ပြီးတော့ကိုယ်ကကြိုက်တာ A sorry Apple လို့ရရင်တော့မှပဲသူကဘယ်လိုပဲပေါ်လဲဆိုတော့နော် A
1 a 1ဆိုတော့ပေါ်နော်ဘာလို့လဲဒါကိုဒီဟာတစ်ဖြက်နော်ဒါကိုလူပင်နဲ့တစ်ဖြက်ဒါကိုလူပင်နဲ့တစ်ဖြက် nested လူတွေပိုင်းနဲ့ပတ်လိုက်ပေါ့နော်လူတွေပိုင်းလည်းမေ့သွားရတော့မသိပါဘူးနော်ဆရာတို့မဖြေသေးရကျွန်တော်မှတ်ထားရနော် okay ထားပါတော့စတော့ပါဦးပြတော့အဲ့တော့ show က normally the character that's the user type appear in the entry เนาะကျွန်တော် entry box ထဲမှာပြချင်တဲ့စာကို show ဆိုတဲ့အထက်မှာထည့်ရေးလိုက်လို့ရှိရင်သူကသွားပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ width ပါเนาะ width you can set this option ကျွန်တော်တို့ဒီ option မှာဘာသုံးလို့ရလဲဆိုတော့သူက number of character ကျွန်တော်စကားလုံးဘယ်လောက်ဆက်မလဲเนาะဒီကတော့ dashboard ဆိုတော့သူက HTML မှာတော့ width ဆိုတာကျွန်တော်အကျယ်လို့ပဲဒီမှာသုံးတယ်ဒီမှာကျတော့ဘာနဲ့သုံးလဲဆိုတော့ number of character ဟိုမှာခြေသားလေး character ပို့ပြီးများများစလုံးများများရိုက်လို့ရလေလေပေါ့ဗျာဘာလို့ဆိုလို့ဒီပေါ့သူကတော့ width ဆိုတာကိုနော်width လို့ပဲမပြောဘဲနဲ့ number of character ဆိုပြီးပြောတယ် width များရင်စကားလုံးများများရိုက်လို့ရ width နည်းရင်နော်စကားလုံးနည်းနည်းပဲရိုက်လို့ရတကယ်တော့ရိုက်သွားလို့တကယ်လို့စလုံးတွေများသွားလို့ရှိရင်ပျောက်သွားတာပါပဲဒီနောက်ကိုရောက်သွားပျောက်သွားတာပေါ့စလုံးတွေကရိုက်တော့ရိုက်လို့ရပါထားပါဒါမှသူကတော့အဲ့လိုခေါ်ထားတယ် okay ဒီနေရာမှာထူးခြားတာက width ပဲတွေ့ရ height မတွေ့ဘူးဟုတ်တယ် height မရှိဘူး height မရှိတော့ဘယ်လိုလုပ်ရမလဲ height ဖြစ်ရင်ကျွန်တော်တို့က font size ကိုကြီးရ font size ကိုကြီးရင်သူ height ဖြစ်သွားတယ်သူ modern GUI ဆိုတာတွေပေါ့နော်ဟိုစလုံးကဒီလောက်ပဲရှိရပြောချင်တာကကျွန်တော်တို့ dashboard တစ်ခုentry box တစ်ခုရှိတယ်စာလေးကဒီလောက်ပဲရှိရပေါ့နော်1 2 3ဒီလောက်ဆိုရင်သူကဒီလောက်ပဲ height ကဒီလောက်ပဲဖြစ်မှာအဲ့တော့စာလေးကဒီလောက်ပဲရှိရအောင်ကျွန်တော် dashboard ကြီးဒီလိုကြီးလုပ်လို့မရဘူးသူလောက်ခွင့်မပေးတာ HTML မှာရတယ်နော်စာရုပ်ဒီလောက်ပဲရှိရ1 2 3ဆိုဒီလိုပဲရှိတာဒီလိုပဲရေးတာကိုလောက်နေရလို့ရှိရဘာလို့ပို့လောက်တာလဲဆိုတာမျိုးတွေသူကအဲ့လိုမျိုးလိုက်ပြီးကန့်တက်တာပေါ့နော်သူကတော့ပိုကောင်းအောင်လုပ်ပေးရလို့တော့ပြောတာပဲပေါ့နော်ဒါမျိုးပေါ့နော်ဒါဒီကျွန်တော်တို့ modern feature တွေပေါ့နော်အဲ့တော့သူမ height မရှိဘူး height ဒီလောက်ချင်ပါလေကျွန်တော် dashboard ကိုကြီးချင်တယ်ဆိုရင် font size ကိုကြီးပေးလိုက်သူနဲ့တိုက်ဆိုင်တဲ့ကျွန်တော်တို့အနေထားလောက်ပဲသူကရှိနေမှာပေါ့နော်အဲဒါမျိုးဖြစ်အောင်သူမှထိန်းချုပ်ထားတာပါတယ်အဲ့တော့ height မရှိဘူးနော် height မရှိဘူးရှိချင်တော့ other GUI တုံးပေါ့နော် TKN တာမှာတော့မရှိဘူးနောက်တစ်ခုက border width or border နော်ဒါတော့ဘောင်ရဲ့အထူပေါ့နော်ကျွန်တော်တို့ဒီ dashboard မှာဘေးမှာ line လေးပါဘောင်လေးပါတယ်ပေါ့အဲ့ဘောင်လေးကိုအထူကိုလုပ်လို့ရတယ်ထူချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က border width နော်သုံးလို့ရတယ်အဲ့ border width သုံးမယ်ဆိုလို့ရှိရင်လည်းသူကသတိထားမှာ border ထည့်ပေးရတယ်နော်ဘောင်ဆိုတော့ရှိမှရအရင်ဆုံးဘောင်ထည့်ပြီးမှ border width ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့က dashboard ကိုထူလာတယ် relate တို့ဘောင်ထည့်သုံးလိုက်မယ်ဆိုရင်ပို့ပြီးတော့ရှင်းသွားတာပေါ့နော်အများကြီးမပြောတော့အဲ့တော့ကျွန်တော်စမ်းကြည့်ရမှာ cursor ရဲ့ show ရဲ့ width ကနောက်ဆုံးသူကိုယ်တိုင်ပေါ့နော် entry box ဆိုတာဘယ်လိုရလဲပေါ့နော် from dk enter inbox star dk e entry ဆိုပြီးသုံးထားတယ် entr entry ဆိုပြီးပေါင်းပါတယ်အနေငယ်ပုံစံလေးကနော်ဟိုရှေ့မှာ level alivian level နော် button အမှန်အလွယ်ဆုံးဖြစ်ပါဘောနော် level ဆိုလဲစာရေးဖို့အတွက် level ဆိုပြီးရေးရတယ်အခု text box like a text box ဒါကိုကျွန်တော်တို့က entry လို့ရေးရတယ်ပေါ့နော် entry box လို့ခေါ်တယ် okay အဲ့တော့သူ့မှာကျွန်တော်တို့က root function name ပြန်ခေါ်တယ် width ထည့်ထားတယ် show ဆိုပြီးတော့ character star sign လေးထည့်ထားတယ် e.back side left ဒါပဲနော်ကျွန်တော်ရဲ့ path ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က path မှာဘာမှမသုံးသူရဲ့ parameter တွေမှာဘာမှမထည့်ထားဘူးအဲ့ကနေမှအခုကျွန်တော်တို့က side ဆိုတဲ့ attribute ကိုစပြီးသုံးလာပဲ side side က left နော်ဘယ်ဟိုကပ်ပြီးပေါ်တာ side က left တင်မကောက်တခြားဘာတွေရသေးလဲဆိုတော့ right က button ရဲ့ left က center ရဲ့ရတယ် center တော့ default ပေါ့နော်ဘာမှမထည့်ရင် center ပဲထည့်ချင်လည်းရတယ်ဟောဒီကတော့ဘယ်ညာတွေအပေါ်တွေအောက်တွေပေါ်ချင်နော်ဒီမှာ right button left ပြင်ပါရှိသေးလဲ top ပေါ့ဗျာတော့ကလည်း default အနေနဲ့ဖြစ်နေဘာလို့လဲဆိုပုံမှန်အဖြစ်ဆိုအပေါ်အလယ်မှာလာပေါ်ရလीနော်အဲ့တော့ top ကလည်းမထည့်ဘဲနဲ့ထားရင်တော့အပေါ်မှာသွားကတ်တာပေါ့နော် top ထည့်ရေးလည်းမထူးပါဘူး center ထည့်ရေးလည်းမထူးပါဘူးဘာလို့လဲ default ဖြစ်နေလို့နော်အဲ့တော့သူကတခြားအရာတွေထည့်ထားပြီး right တွေ button တွေ left တွေကတော့အသုံးများပါတယ်တဲ့ okay အဲ့တော့ကျွန်တော်တို့က site ဆိုတဲ့ pack ရဲ့ attribute တစ်ခုကိုထပ်ပြီးတော့လေ့လာရင်းနဲ့တွေ့လာနော်သွားစမ်းကြည့်ရအောင် okay အဲ့တော့ကျွန်တော်တို့ကနော်ဒီမှာလေးသူရဲ့ရေးထားတဲ့အရာလေးရှိပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် button ကနော်ပြန်လွှမ်းနိုင်မယ်မတ်မီအောင်မထင်ပါဘူးနော် button အလဲကောင်လေးမှာနော်ဒီမှာနော်အလဲကောင် top center ပေါ့နော်နော်ဟိုသူရဲ့ဟလာနော်အန်ခါစကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုတော့ not ပေါ့နော်ဟိုအပေါ်ထိတ်တဲ့မှာတော့ပေါ်နေ not ပေါ့နော် not west လည်းမဟုတ် not sea လည်းမဟုတ် not ပဲ okay အဲ့တော့ကျွန်တော်တို့ကသူ့ကို disable လေးဖြုတ်လိုက်အောင်နော်နည်းနည်းလေးနှိမ့်မရပြုတ်မရဖြစ်ကုန် okay ကျွန်တော်ကသူ့ကိုနေရာချကြည့်အောင်နော်ဒီက dot back ကိုပေါ့နော် dot back ကို side left နော်ဒါကိုရင်စဆန်းလိုက် side sorry side left နော်အောက်မှာကျွန်တော်တို့က left လေးရှိပါတယ်ရရမယ်
ဟောဒီမှာဖွင့်ထားတဲ့ຢာတွေပိတ်ဖို့မမေ့ပါနဲ့ကျွန်တော်ဘယ်ကတ်တော့နော်အော်တော့မရှိတော့ပါဘူးသူကဘာလို့ဘယ်ရောက်နေရလဲမတွေးနဲ့နော်ဒီမှာ side left ကြီးရေးထားမှာတော့ဘယ်ရောက်နေတာပေါ့နော်โอเคအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခါ dash box တစ်ခုanti box တစ်ခုဖန်တီးမယ် anti box ကိုဘယ်နှမှာရေးမလဲဒါတော့ကိုကြိုက်တဲ့နေရာမှာရေးလို့ရတယ်ကျွန်တော်ဒီပေါ်မှာရေးလိုက်မယ်တော့ entry ပေါ့နော် entry 1ဆိုနာမည်က entry 1လို့ပေးလိုက်တယ်သုံးရမှာက tk.entry root ပြီးကျွန်တော်သူ့မှာကျတော့ entry box မှာနာမည်ပေးကြမလို့နော်စားတော့သူရိုက်မှာနော်ဒီမှာ place order လိုမျိုးကျွန်တော်တို့ကကြိုရိုက်ထားတဲ့စကားလုံးကိုထည့်ရှင်ရလားဆိုရတော့ရတယ်ဒါပေမဲ့ဒီမှာတော့မသုံးကြပါဘူးအများအားဖြင့်တော့โอเคတော့ကျွန်တော်တို့ဗာရေးမလဲဆိုတော့သူရဲ့ width ပေါ့နော်အဲ့တော့ width မထည့်ဘူးထားလိုက်ပြီးမှထည့်မယ်နော် root ထည့်မယ်နော်ဒါပဲရေးလိုက်ပြီ root ပေါ့နော်ပြီးကျွန်တော်သူ့အနေရချလိုက်မယ် dot back ဒီမျိုးလေးပဲရေးလိုက်အောင်းမပေါ့ side left တွေပဲထည့်မယ်ကျွန်တော် dash box ဒီတိုင်းရေးလို့ရတယ်နော်သူဘာမှတော့ထွေထည့်မှာဒါပဲတန်းလုံးလုံးโอเคအဲ့တော့ကျွန်တော်တို့ကသူ့ကို character ထည့်စကားလုံးပြောင်းခြင်းနဲ့ဆို show နဲ့သုံးတယ် show a လို့ရေးလိုက်အားရဲ့ a လို့ပဲကြားချင်ကျွန်တော်ရှော့ရိုက်နေနော်ပုံရိပ်တွေများ a ပဲကြားဟုတ်ပြီအော်နောက်တစ်ခုကျွန်တော်တို့ကစောစောအစမ်းမွေကြံခဲ့ရလေးရှိပါတယ် active background နဲ့ foreground နော်ဒီမှာသတိရတော့အစမ်း ac active background နောက်ခံအရာdouble quote single quote rut save ကြတော့မလို့ပေါ့ run လိုက်ရင်တော့ auto save နှိမ့်လိုက်ရင်ဒီမှာနေအောင်ပြောင်းသွားတယ်နော်အဲ့ဒါ edit background ဆိုတော့အဲ့ဒါပါပဲ foreground ကတော့ font color ပြောင်းသွားမှာပေါ့ဗျာနော်ဒါလေးကျွန်တော်မစမ်းပြစမ်းလိုက်တော့ okay အဲ့တော့ဒါဒီ entry box ပါဒီမှာစာရေးလို့ရပါတယ်ဟို dashboard like a dashboard တခြား programming စကားနဲ့ဆိုရင် dashboard ပေါ့နော်သူကပေါ်ကျင်တဲ့စာသားတွေကိုပြောင်းလို့ရတယ်အဲ့ဒါကို show နဲ့ပြောင်းတယ်သူ့မှာဒါလေးတွေအသုံးများတယ်ပေါ့နော်ပြန်တော့ကာစာရှိသေးတယ်ကာစာနော်ကာစာကကာစာ okay see you ကာစာဘာရှိလဲကြည့်အောင်မသိဘူးဆိုတော့ကျွန်တော်ဒီတိုင်းပဲရေးလိုက် email လေးရေးလိုက်ဘာသူကြာလားမကြောက်ဘလို့ဘာသူမကြောက်လဲကိုကတော့ရေးပေးရတယ်ဒီမှာထောက်လိုက်တယ်တော့နိုင်လေးဖြစ်သွားတယ်နိုင်လို့ပြောတာပေါ့နော်ချက်ကြည့်တော့မြင်ရပါပဲနော် digital clock လိုမျိုးပုံစံလေးပေါ့โอเคအဲ့တော့ကျွန်တော်တို့ထွေထူးတော့တိတ်ပြီးမရှိပါဘူးเนาะအဲ့လောက်ကြီးလဲခေါင်းစားရမယ့်ကိစ္စတော့မဟုတ်တော့ကျွန်တော်အများကြီးမပြောတာပါ